ရေအောင်ကနေခွာလဲဖို့အတွက် Ryan ဆွဲနဲ့ပို့ပေးလာတဲ့ပန်ကွေးကြီးဖက်နဲ့လေးကိုဘယ်လိုမျိုးခွာလဲပြီးတောင်းလဲဆိုတာကိုကျွန်တော်တို့ကြည့်ကြည့်အောင်နော်ဖက်နဲ့ပေါ်သားတွေကလည်းပြဲနေလို့ဖာထားတယ်ခွာတွေကလည်းမကောင်းတော့တဲ့အတွက်ကြောင့်ကျွန်တော်စီကိုခွာလဲပို့ပေးလာတယ်ပေါ့နော်ရေဆုံးချုပ်လာတဲ့ကျိုးဟောင်းတွေကိုဖြတ်ထားပေးလိုက်ပါမယ်ဗျအခုလိုမျိုးချုပ်လာတဲ့ကျိုးဟောင်းတွေရှိတော့လောက်ရတာလည်းပို့ပြီးအချိန်ကြာစီတာပေါ့နော်ဖက်နဲ့တွေပြဲနေတာကတော့လက်ကုံပါပဲဗျကြည့်ကြည့်ပါအောင်နော်ဒါဆိုရင်ကျွန်တော်တို့ခွာလဲဖို့အတွက်အစာကြီးပြင်มาတော့မယ်ရေဆုံးကျွန်တော်တို့ခွာဟောင်းလေးတွေကိုတင်တာတော့ပြီးတော့ခွာထားပေးလိုက်ပါမယ်နော်ဒါတွေကတော့ခွာထားပြီးတော့ဖက်နဲ့အထက်ရချီနေလေးပဲဖြစ်ပါတယ်ခွာတဲ့မတက်ခင်မှာဖက်နဲ့အပေါ်ကပြဲနေနေရတော့လဲတာကိုတုံးပြီးတော့ဖာပြီးတော့အောင်ပဲဖြစ်ပါတယ်ဗျဒီဖက်နဲ့မှာကျတော့လေပြဲနေတာတော်တော်လေးများတာကကြတော့ဖနက်ထိုက်ပိုင်းတဝက်လောက်ကိုလေအသားအိမ်နဲ့ပိုးပေးလိုက်ရပါတယ်ဗျခွာတက်တက်ဖို့အတွက်ကိုလေးတွေဒီကြနည်းနည်းဆက်လေးတုတ်လိမ်ပေးထားလိုက်ပါမယ်နော်ကိုလေးတွေတုတ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဖနက်ခွာကိုအခုလိုမျိုးနေရာတကြားလေးဖြစ်အောင်ကပ်ပေးလိုက်ပါဘောနော်ဖနက်ကော်ကပ်ဖို့ကတရက်လောက်ထားလိုက်ရင်ရပါတယ်ဗျအခုဆိုရင်ဖနက်ကိုပို့ပြီးခံအောင်ဆိုပြီးကျွန်တော်ကအခုမျိုးပြီးကြိုးရင်းနဲ့ဒီကြလေးဆက်ဆက်လေးချုပ်ပေးထားပါတယ်ဗျအားလုံးပဲအဆုံးကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးများကြီးပါ